ဒီနေ့တော့ရွာမှာမပူကျွဲဆိုတဲ့ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။မပူကျွဲဟာရွာကအစိုးရကျောင်းမှာစတုတ်ထက်တန်းတက်ရောက်နေသူပါ။သူဟာကျောင်းသွားရတာမပြင်းပေမဲ့စာကြရတာကိုတော့အတော်ပြင်းတတ်ပါတယ်။ဒါကြောင့်သူ့တန်းထဲမှာအပြင်းထူးသူအဖြစ်တတ်မှတ်ခံရပြီးဆီယာမရဲ့စူညံတန်ကိုလည်းနေ့စဉ်နေ့ပါခံနေရသူဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယာမကတဒန်းလုံးကိုမနှက်ဖြန်တဲ့မင်္ဂလာတုတ်နှစ်ပုတ်အလွတ်ချက်ခိုင်းလိုက်ပါတယ်။အကောင်ဆုံးရွတ်ဆိုနိုင်သူကိုဗလာစာအုပ်တရားစင်နဲ့ခဲတံ6ချောင်းစုချမယ်လို့လည်းကြေညာလိုက်ပါတယ်။ဒါကိုကြားတဲ့အခါတဒန်းလုံးစိတ်အားထက်သန်သွားကြပါတယ်။ဆီယာမပေးမဲ့စုကိုရယူဖို့အားလုံးစိတ်ထဲမှာစွမ်းအားပြင်းပြင်းနဲ့ကြိုးစားဖို့ဆုံးဖြတ်ကြပါတယ်။ဒီလူတွေထဲမှာမပူကျွဲလည်းပါခဲ့ပါတယ်။ မပုတ်ကျွဲဟာဒီစုကိုအလွန်လိုချင်နေပါတယ်။ဒါကြောင့်မင်္ဂလာတုံးနှုတ်ပုတ်ကိုစနစ်တကျအလွတ်ကျက်မယ်လို့စိတ်ပိုင်းဖတ်လိုက်ပါတယ်။အဲ့ဒီနေ့ညနေသေးမှာမပုတ်ကျွဲအိမ်ပြန်ရောက်တာနဲ့ရေချိုးပြီးထမင်းစောစောစားကအိမ်နောက်ဖေးကခြံစည်းရိုးဘေးမှာစာချက်ဖို့ထိုင်လိုက်ပါတယ်။ဆယ်ချိန်လောက်ကြက်ကြည့်ပြီးမဲ့လုံးဝအလွတ်မရသေးပါဘူး။နောက်ဆုံးမှာသူစိတ်ကြကြလာပြီးလက်မိုင်ချကခြံစည်းရိုးကိုငေးကြည့်နေမိပါတယ်။အဲ့ဒီလိုငေးကြည့်နေခိုင်မှာခြံစည်းရိုးကောကိုတခီးပြေးချင်းတက်လာတဲ့ခရုငယ်လေးတစ်ကောင်ကိုသူမြင်လိုက်ရပါတယ်။ခရုလေးဟာအလွန်နှီးကွေးစွာထွားနေပြီမဲ့ရက်မနာဆက်တက်နေပါတယ်။အစောပိုင်းမှာခြံစည်းရိုးထိပ်ကိုရောက်ဖို့မလွယ်ဘူးလို့မပူကျွဲထီးမိပေမဲ့နောက်ဆုံးမှာတော့ခရုလေးဟာခြံစည်းရိုးထိပ်ကိုအောင်မြင်စွာရောက်ရှိသွားပါတယ်။ဒီအချိန်မှာမပူကျွဲရုတ်တရက်တော့ပေါက်သွားပါတယ်။ခရုလေးလိုဇွဲနှစ်ပယ်နဲ့မရက်မနာစူးစမ်းမယ်ဆိုရင်နောက်ဆုံးအောင်မြင်မှာအမှန်ပဲဆိုတာကိုနားလည်သွားပါတယ်။ဒါကြောင့်မပူကျွဲဟာစိတ်သက်အပြည့်နဲ့ပြန်လဲစူးစမ်းပြီးစာချက်ပါတော့တယ်။မိုးချုပ်သွားတဲ့အတိုင်းသူစာချက်ကမရက်သေးပါဘူး။အိမ်ထဲဝင်ပြီးတဲ့နောက်မှာလည်းဆက်ချက်ပါတယ်။ည9နာရီအချိန်မှာတော့သူအတော်အသင့်ရွတ်ဆိုနိုင်လာပြီးဝမ်းသာစွာနဲ့အိယာဝင်လိုက်ပါတယ်။မနဲ့မိုးလင်းတာနဲ့မပူကျွဲဟာအိယာကထားပြီးထပ်မှန်ကြက်ပါတယ်။ကျောင်းမသွားခင်အချိန်မှာတော့မင်္ဂလာတုတ်နှစ်ပုတ်ကိုစလုံးတစ်လုံးမှမလွဲပဲရွတ်ဆိုနိုင်တဲ့အထိတက်မြောက်သွားပါတယ်။မနက်9နာရီမှာမပူကျွဲကျောင်းရောက်ပါတယ်။ကျောင်းတက်ပြီးတာနဲ့ဆရာမကကျောင်းသားတစ်ယောက်ချင်းစီကိုရှေ့ထွက်ပြီးမင်္ဂလာတုတ်နှစ်ပုတ်ရွတ်ဆိုခိုင်းပါတယ်။ကျောင်းသားအများစုဟာရွတ်ဆိုနိုင်ကြပေမဲ့စလုံးတစ်လုံးနှလုံးမေ့တတ်ကြလို့ဆရာမကမကြာခဏထောက်ကူပေးနေရပါတယ်။နောက်ဆုံးမှာမပူကျွဲရဲ့အလှည့်ရောက်လာပါတယ်။ဒီအချိန်မှာအတန်းဖော်ဒီကဝိုင်းရဲကြပါတယ်။မပူကျွဲလိုပြင်းဤသူဟာသူတို့လောက်ရွတ်ဆိုနိုင်မှာမဟုတ်ဘူးလို့ထင်ကြလို့ပါ။မပူကျွဲကတော့ပါမပြန်မပြောပဲသူ့နေရာကထားပြီးဆရာမရှိကိုတီးတီးငင်ငင်တွားလိုက်ပါတယ်။ပြီးတော့မင်္ဂလာတုတ်နှစ်ပုံကိုစလုံးတစ်လုံးမှမချန်ရွတ်ဆိုပြလိုက်ပါတယ်။ဒါကိုဆရာမအပါအဝင်တဒန်းလုံးအံ့အားသင်သွားကြပါတယ်။အားလုံးကဝမ်းသာပြီးတီးဖြစ်ကလက်ခုပ်တီးပြီးချီးကျူးကြပါတယ်။ဆရာမကဒီနေ့အကောင်းဆုံးရွတ်ဆိုနိုင်သူကဘသူလဲလို့အတန်းသားတွေကိုမေးပါတယ်။တဒန်းလုံးကမပူကျွဲပါလို့လက်ညှိုးထိုးညွှန်ကြတဲ့အခါဆရာမကမပူကျွဲကိုသူ့ရဲ့အောင်မြင်ရေးနည်းလမ်းကိုမျှဝေပြောပြကိုတောင်းဆိုပါလေ။မပူကျွဲဟာခရုငယ်လေးစီကသူရရှိခဲ့တဲ့သင်ခန်းစာအကြောင်းရှင်းပြပါတယ်။ဇွဲနှပဲနဲ့စူးစမ်းမှုဟာအောင်မြင်မှုကိုဖန်တီးနိုင်တယ်ဆိုတဲ့အကြောင်းကိုပါ။မပူကျွဲဟာအတန်းထဲမှာအကောင်းဆုံးဖြစ်တဲ့အတွက်ဆရာမပေးတဲ့ဆုကိုချီးမြှင့်ခံရပါတယ်။